ဒီဗီဒီယိုကတော့ကျမတို့ငလျင်ဘေးတန်တင့်သွားတဲ့ပြည်သူတွေကိုဘယ်လိုရေရှည်ကူညီကြမလဲရေရှည်ကူညီဖို့ရန်အတွက်ကျမတို့တွေငွေကြေးတွေကိုဘယ်လိုမျိုးစီမံမလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့နှစ်ပတ်တာတော့ဗောနော်ကျမတို့ဒီမြန်မာပြည်သူပြည်သားတွေနှစ်တရာဝန်ကျင်လောက်မှာပေါ့တစ်ခါကြုံရတဲ့တဘာဝဘေးဒဏ်ပေါ့နော်ငလျင်ဘေးဒဏ်ကိုကြုံခဲ့ရတဲ့အတွက်အားလုံးလည်းအရန်ကိုထိတ်လန့်ပြီးတော့ဗောနော်ကျွန်တော်တို့ဝမ်းနည်းနေတဲ့ကာလလို့ပြောလို့ရပါတယ်ဒီငလျင်ကမြန်မာနိုင်ငံအလဲပိုင်းဒေသပေါ့နော်စကိုင်းမြို့ကိုဗဟိုပြုပြီးတော့လှုပ်ခတ်သွားတဲ့အခါမှာလူတွေပေါ့ထောင်နဲ့ချီအိုးအိမ်တွေပျက်စီးသွားတယ်မိသားစုတွေဆုံးရှုံးလိုက်ရတယ်နေကြနေရတယ်ဆုံးရှုံးလိုက်ရတယ်ကိုယ့်ရဲ့ငွေကြေးတွေပိုင်ဆိုင်မှုတွေဆုံးရှုံးလိုက်ရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကျမအနေနဲ့လည်းပေါ့ဒီရက်ပိုင်းနေမှာကိုယ်တိုင်လည်းဝမ်းနေတဲ့အခါကျတော့ပေါ့နော်ဗီဒီယိုတွေရိုက်တင်ဖို့ရန်အတွက်တော်လေးအဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျမဒီဗီဒီယိုဘာလို့ရိုက်လဲဆိုဒီရက်ဒီမှာကျမစဉ်းစားတာပေါ့နော်ကိုက influencer တယောက်လုပ်နေတယ် public figure တယောက်လုပ်နေတယ်ပြီးတော့ပေါ့နော်လူတွေကိုဒီလိုအခက်ခဲကြုံရတဲ့အချိန်မှာပေါ့နော်ကို့အနေနဲ့ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတဲ့အချိန်မှာငွေကြီးရတော့ဒါကျမတို့အနေနဲ့ပြောမယ်ဆိုတာအမြင့်ဆုံးကူညီနိုင်တဲ့နည်းလမ်းပေါ့နော်ဒါမဲ့ဒီလက်တလုံးမှာဖြည့်ရှင်းဖို့အတွက်လိုအပ်နေတဲ့ဒီစာရေးတောက်ရေးတွေအကူအညီတွေကိုတော့ပေါ့နော်နိုင်ငံတကာနဲ့ကျမတို့ပြည်သူတွေကအချင်းချင်းကူညီလိုက်ကြတဲ့အချိန်မှာပေါ့နော်ပြည်လေသွားကြပြီးမဲ့အဲ့လိုရေရှည်သွားတဲ့အခါမှာပေါ့နော်ပြန်လည်ထူထောင်ရေးရေရှည်သွားတဲ့အခါမှာကျမတို့မိသားစုတွေအတွက်ရောပြီးတော့အိမ်တွေပြန်တည်ဆောက်ဖို့အတွက်ရောရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းဖို့အတွက်ရောပေါ့နော်ကျမတို့အိမ်နေရာမှာရေရှည်ဘယ်လိုကူညီမလဲဆိုတဲ့ပုံအရာလေးပေါ့နော်ကျမဒီရက်ပိုင်းထဲမှာတွေးမိတဲ့အချိန်မှာပေါ့နော်ကျမလည်းကျင့်သုံးနေတယ်ကျင့်သုံးခဲ့တယ်ပေါ့နော်နောက်လည်းကျင့်သုံးနေအောင်ပဲဖြစ်တဲ့tips လေးတစ်ခုပေါ့နော်ကျွန်မဒီနေရာမှာsharing လုပ်သွားချင်ပါတယ်ကျွန်မဒီ tips လေးကိုပေါ့နော် sharing လုပ်တာကလူတိုင်းအတွက်လည်းဟုတ်ချင်မှဟုတ်မယ်ပေါ့နော်လူတိုင်းလည်းဒီအချက်ကိုလိုက်လုံနိုင်ချင်မှလည်းလိုက်လုံနိုင်မယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ကျွန်မတယောက်တည်းအနေနဲ့လှုပ်ဆောင်ခဲ့တဲ့အရာကိုကျွန်မက tips ကိုပေါ့နော် sharing လုပ်တာဖြစ်ပါတယ်လို့အဲ့တော့ကျမတို့ရေရှည်လဲကူညီချင်တယ်ပေါ့နော်တခါရဲကူညီလိုက်ငွေကြီးတက်နိုင်တဲ့သူတွေအနေနဲ့ကတော့အမောက်များများနဲ့တခါရဲကူညီလိုက်တဲ့ဆိုပေမဲ့လေကျမတို့ရေရှည်သွားရမယ့်ခရီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီပြန်လဲထူထောင်ရေးကာလမှာရေရှည်ကူညီမယ်ဆိုရင်ကျမလုပ်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကတော့ကျမခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ခရစ်ယာန်တွေမှာteaching တစ်ခုရှိတယ်ပေါ့နော် teaching လို့ပြောရတာထက်ကျမတို့ခရစ်ယာန်တိုင်းလုပ်ကိုလုပ်ရတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့အရာဘာလဲဆိုတော့10ဘုတ်ဘုတ်ထည့်တာပါ10ဘုတ်ဘုတ်ထည့်တယ်ဆိုတဲ့ဟာကကျမတို့ရဲ့ဝင်ငွေပေါ့နော်ဥပမာကျမတို့တစ်လမှာလခ3သိန်းရတယ်ဆိုရင်လခ3သိန်းရဲ့3000ပေါ့နော်အဲ့10ပုံတစ်ပုံကိုကျမတို့ကဖျားကြောင်ဒါမှမဟုတ်ရင်ဒီဖျားရဲ့အလုပ်လုပ်တဲ့အမှုတော်ဆောင်နေပေါ့နော်အဲ့လူတွေကိုကျမတို့ကပေးရပါတယ်ဒါကကျမတို့ရဲ့ကျမ်းစာထဲမှာပေါ့နော်ခရစ်ယာန်ကျမ်းစာထဲမှာကျမတို့ခရစ်ယာန်ယုံကြည်သူတိုင်းလုပ်ကိုလုပ်ရမယ်ဆိုတဲ့အရာဖြစ်တယ်ပေါ့နော်ဒီ10ဘုတ်ဘုတ်ကကျမတို့ရဲ့ပတ်စံမဟုတ်ဘူးဖခင်ရဲ့ပတ်စံဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါကျမတို့ငယ်လေးကတည်းကနေကျမတို့ဒီအရာကိုလုပ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါအပြင်ကျမရဲ့မိသားစုကကျမတို့နောက်ထပ်တင်ပေးထားတဲ့အရာတစ်ခုရှိရပေါ့နော်အဲ့တော့ကျမတို့ကတစ်လ3သိန်းမှာ3000ကိုကျမတို့အတင်းတော့ကျမတို့ပါဝင်တဲ့ဖျားချောင်းဒါမှမဟုတ်လည်းအမှုတော်ဆောင်တွေကျမတို့ကပေးလိုက်ပြီးသွားတဲ့အချိန်မှာ6ဖို့ကြံနေပေါ့နော်အဲ့ဒီ6ဖို့ကြံတဲ့အထဲကနေပြီးတော့မှတပို့ကိုကျမကိုဖယ်ခိုင်းနေပေါ့နော်ကျမရဲ့အတော်ကဘာလို့လဲဆိုတော့တဲ့အဲ့ဒီတပို့ကတဲ့အငယ်ဆုံးသောသူတွေအတွက်အငယ်ဆုံးသောသူတွေကိုပေးဖို့အတွက်ဆိုပြီးပြောရပါတော့အငယ်ဆုံးသောသူဆိုတာဘယ်လိုမျိုးလူတွေလဲဆိုတော့ကျွန်မဒီညမှာနည်းနည်းလေးပြောပြချင်တာမိဘမဲတွေဖြစ်မယ်မုတ်ဆိုးမတွေဖြစ်မယ်ပြီးတော့အခုလိုမျိုးပေါ့နော်တဘာဝဘေးအန္တရာယ်ကိုခံစားလိုက်ရတဲ့သူတွေဖြစ်မယ်ပြီးတော့အရန်ကိုခက်ခဲနေတဲ့သူတွေရှိရပေါ့နော်တချို့ဆေးရုံမှာဆေးကုဖို့အတွက်ဈေးခက်ခဲနေတဲ့သူတွေဒါမှမဟုတ်လဲ
ဘေးအမျိုးမျိုးကြောင့်ပေါ့နော်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့ရန်အတွက်ကိုဖို့တဖို့ကိုစုပါဆိုပြီးတော့လည်းကျမတို့ကကျမကိုတင်ပေးရပေါ့နော်အဲ့ဒီအရာလေးတွေကငယ်တဲ့အချိန်တုန်းကတော့ကျမလည်းသိမသိဘူးဘာလို့လဲဆိုတော့ကိုရရဲ့မုတ်ဖူထဲကနေစုရတာပေါ့နော်ငယ်တုန်းကကျတော့ဖယ်ရတာဆိုတော့ယော့သွားတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျမအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာသတိထားမိတာကအဲ့လိုစုခြင်းအဖြစ်ကျမတို့ရဲ့ငွေရင်းကြေးရေးကိုလည်းစီမံခန့်ခွဲဖို့လွယ်ကူပြီးတော့ပေါ့နော်တခုခုကိုလူချင်တယ်ပေးချင်တယ်ပြုချင်တယ်ဆိုတဲ့အခါကြလို့ရှိရင်လည်းလက်ထဲမှာကျမတို့ကဖယ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လူဖို့အတွက်ပေးဖို့အတွက်ပေါ့နော်အရန်ကိုဘယ်လိုပြောမလဲမခက်ခဲတော့ဘူးပေါ့နော်အဲ့လိုစုဆောင်တဲ့အခါအဲ့လိုမျိုးပုံမှန်စုဆောင်ထားတဲ့အခါမှာပေါ့နော်ကျမတို့ကလူချင်တာတစ်ခုခုပေါ်လာရဆိုလို့ရှိရင်လေကျမတို့ရဲ့တခြားသောအသုံးစရိတ်ကိုတွားပြီးတော့ထိကြမလို့တော့ပဲねဖယ်ထားတဲ့အထက်ကနေပေါ့နော်တည်တံ့ပေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကစုဆောင်ထားတဲ့ပမာဏချက်ကိုမှပူလူချင်တယ်ဆိုလို့ရှိရင်လည်းလူလို့ရပါတယ်ဒါကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုပြောမလဲခံစားချက်ပုံမူတည်ပြီးမှပေါ့နော်လူလို့ရပါတယ်လို့အဲ့တော့ပေါ့နော်ကျမတို့ရေရှည်မှလူချင်တယ်ဆိုတော့ဒါကတော့ကျမအနေနဲ့ပေါ့နော်လက်တွေ့အဲ့လိုမျိုးကျင့်သုံးနေတဲ့နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်လို့အားကြောင့်မို့လို့ကျွန်မဒီ tips လေးကိုပြန်ပြီးတော့ sharing လုပ်ပေးရဖြစ်တယ်ပေါ့နော်ကိုလည်းဝင်မပြီးပဲနဲ့ရေရှည်မှာကူညီနိုင်မဲ့နည်းလမ်းလေးဖြစ်မယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်ပေါ့ဒုတိယပိုင်းအနေနဲ့ကကြတော့ပေါ့နော်ကျမတို့ကလူပြီးပေါ့နော်အဲ့ခါကြလို့ရှင်ဘသူတွေကိုလူမလဲဆိုပြီးတော့ကျမတို့ကမေးစရာလေးလည်းရှိလာတယ်ပေါ့နော်အဲ့တော့ဘသူတွေကိုလူမလဲလို့ပြောရဲဆိုရင်ကျမတို့ကိုနဲ့နီးစပ်တဲ့သူတွေထဲမှာရှိနေတယ်ဆိုလို့ရှင်လေကိုနဲ့နီးစပ်တဲ့သူတွေမိသားစုဝင်တွေကိုဓာတ်ရိုက်လူလို့ရတယ်လို့ကျမတို့ social media မှာကိုယ်တိုင်သွားပြီးတော့လှုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ပေါ့နော်။သွားပြီးတော့လူပေးနေတဲ့သူတွေရှိတယ်။အဲ့လူတွေကိုက fact check ပေါ့နော်။တေချာလေးသူတို့တကယ်သွားလူတဲ့လူတွေဟုတ်သလားပေါ့ဒါမှမဟုတ်လို့ရှင်လည်းအိမ်တွေပြန်ဆောက်ပေးနေတဲ့အဖွဲ့တွေရှိရဲသူတို့တကယ်ဆောက်ပေးနေသလားဆိုတဲ့အရာတွေကိုသူတို့ရဲ့ social media ကနေကြည့်လို့ရတယ်သူတို့အဲ့ကနေလေ့လာပြီးတော့မှကိုကတကယ်ယုံကြည်စိတ်ချရတဲ့လူတွေဆိုလို့ရှိရင်လူလို့ရပါတယ်ကိုနဲ့နီးစပ်ရတယ်လူလို့ရတယ်လို့အဖွဲ့အစည်းတွေပေါ့နော်တကယ်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေကိုလည်းလူလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာပေါ့နော်အဲ့လိုကိုကကိစ္စတစ်ခုခုအလူတစ်ခုခုလှုပ်လိုက်ပြီးသွားပြီဆိုရင်ပေါ့နော်ဒါကျမလှုပ်လေးရှိရရာစိတ်ပြက်နဲ့လူဖို့လည်းရမ်းရေးကြည့်တယ်ပေါ့နော်လူလိုက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီရည်ပဲချက်နဲ့ကိုကလူလိုက်တယ်အဲ့ဒီလူငွေကသူ့လက်ထဲကိုရောက်သွားပြီးအဲ့လူကနေတစင်ကိုလိုအပ်နေတဲ့သူစီကိုရောက်သွားပြီပေါ့နော်ကိုပေးချင်တဲ့သူတွေစီကိုရောက်သွားပြီဆိုတဲ့ခါကျရင်လေကျမတို့ကစိတ်ပြက်ဖို့လိုပါတယ်ပေါ့နော်အဲ့လိုလူလိုက်လို့ဟာ तू ကသွားလူပေးရဲ့လားဘယ်လိုလဲဆိုတဲ့အရာမျိုးကြတော့ပေါ့နော်ကျမတို့ဂျားကနေတစင်ခံလူပေးရဲ့သူတွေကိုလည်းကျမတို့ကမယုံကြည်ရရောက်တယ်လို့ပြီးတော့ဘယ်လိုလုံးနေတဲ့သူတွေကိုလည်းပေါ့နော်ကျမတို့က respect မထားရရောက်တယ်ပေါ့နော်အဲ့တော့လူပြီးပြီဆိုရင်တော့လုံးဝစိတ်ပြတ်နေတာလူလိုက်ပါလို့ဒီဗီဒီယိုလေးကတော့ရေရှည်မှာဘယ်လိုမျိုးကူညီမလဲရေရှည်မှာကျမတို့ပြန်လည်ထူထောင်ရေးကိုဘယ်လိုမျိုးပါဝင်လို့ရနိုင်လဲဆိုတော့ tips လေးတွေကို sharing လုပ်ပေးသွားတာဖြစ်ပါတယ်လို့ကျမဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲပေါ့နော်ဒီဗီဒီယိုလေးကတချို့လူတွေအတွက်တော့အသုံးချလို့ရရင်အသုံးချမယ်တချို့လူတွေအတွက်လည်းခက်ခဲလေးနဲ့မယ်ပေါ့နော်ဒါပေမဲ့ကျမတို့နှမ်းတစည်းနဲ့စီမဖြစ်ဘူးဆိုပေမဲ့ပေါ့နော်ကျမတို့နှမ်းနေအများကြီးစုလိုက်တဲ့အခါမှာစီဖြစ်လာနိုင်တယ်ပေါ့နော်လိုအပ်တဲ့သူတွေလိုအပ်တဲ့နေရာတွေမှာအားလုံးအတူတူပြန်လည်ပြီးတော့ပါဝင်ဖို့ရန်အတွက်လည်းကျမအနေနဲ့ပြန်ပြီးတော့တိုက်တွန်းလိုတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်